ကိုဖြိုးရောက်လာပြီးတပတ်ခန့်အကြာမှာပဲမေသူတို့ရဲ့နှစ်ထပ်ပြင်းထောင်အိမ်လေးဟာအရင်ကထပ်ပိုပြီးတက်ဝင်လှရှားလာပါတယ်အစာပိုင်းမှာတော့မေသူတကောင်ထဲလူစိမ်းတယောက်နေအိမ်အတူနီးရမှာကိုစိုးရင်ခဲ့ပြီးမြဲကိုဖြိုးကတော့သူမထင်ထားတာထက်ပိုပြီးစီးကန်းရှိသလိုတီငင်သူတယောက်ထင်နေခဲ့ပါတယ်ကိုဖြိုးကဘေးသူကပညာရှင်တယောက်ဖြစ်တဲ့အတွက်နေ့ဘက်တွေမှာအလုပ်သွားတတ်ပြီးညဘက်တွေမှာတော့သူ့အခန်းထဲမှာပုံစံထုတ်ဆွဲနေတတ်ပါတယ်သူ့စီကစုညံတန်တွေအနောက်ရှက်ဖြစ်စီမဲ့အပြုအမူတွေတခါမှမကြားရပါဘူးတခါတလေမိသူမိခင်အတွက်စီးဝယ်ဖို့ပင်ပန်းနေချိန်မျိုးမှာကိုဖြိုးကဇီးကအပြန်စီးဝယ်လာပေးတာဒါမှမဟုတ်အမေကြီးအတွက်အာဟာရချစ်မဲ့စွပ်ဖြုတ်လေးတွေဝယ်လာပေးတာမျိုးတွေလုပ်ပေးတတ်ပါတယ်သူကလူဖြူကြီးဖြစ်ပြီးမဲ့တော်တော်လေးစိတ်ရှည်ပြီးဂရုစိုက်တတ်တာပဲလို့မိသူမိခင်ကလည်းကိုဖြိုးကိုချီးကျူးတတ်ပါတယ်မေသူအတွက်တော့အရင်လို6ကတ်နေတဲ့အင်ကြီးထဲမှာသူမဒီလောက်ထဲမိခင်ကိုပြုစုရတာမဟုတ်တော့ပဲအောက်ထပ်မှာအဖော့ဒီလောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ကပဲသူမကိုတဖြည်းဖြည်းစိတ်သက်သာရစေပါတယ်။ရုံးကအလုပ်ဖိစီးမှုတွေမိခင်ရဲ့ကျမ်းမာရေးအထက်စိုးရိမ်ပူပန်မှုတွေကြားလေးမှာကိုဖြိုးရဲ့အေးချမ်းတဲ့ပုံရိပ်ကသူမအတွက်တိတ်ဆိတ်တဲ့အားပေးမှုတစ်ခုလိုဖြစ်နေခဲ့ပါတယ်။တညမှာတော့မေသူမိခင်ကိုစေးတိုက်ပြီးအိယာဝန်ကနေအချိန်မှာမိခင်ဖြစ်သူရုတ်တရက်အသက်ရှူရာခက်ခဲလာပြီးအမောဖောက်လာပါတယ်။မေသူကြောက်လန့်တုန်လှုပ်သွားပြီးဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။မိခင်ရဲ့လက်တွေကအေးဆက်လာပြီးမျက်နှာကလည်းဖြူဖက်ဖြူလျော်ဖြစ်လာပါတယ်။အမေသမီးကိုကြည့်အောင်လီမေသူငိုယိုပြီးအော်ခေါ်နေပေမဲ့မိခင်ဖြစ်သူကတော့မျက်လုံးကိုမှိတ်ပြီးအသက်ရှူဖို့အတန်းစူးစမ်းနေပါတယ်။သူမရဲ့အော်ဟစ်တန်ကြောင့်ကိုဖြိုးအတော်တက်ကိုပြေးတက်လာပါတယ်။အခြေအနေကိုမြင်ချင်းပဲသူဘာမှမပြောဘဲအိမ်ရွာပေါ်မှာရှိတဲ့မေသူမိခင်ကိုပွေ့ချီလိုက်ပါတယ်။မေသူလွယ်အိတ်ထဲကအသက်ရှူစေဖို့မြ мян ယူခဲ့ပြီးရင်အိမ်ရှိကိုတောက်ခွန်ထားကိုဖြိုးရဲ့တီငိမ့်ပြီးမဲ့ဖြတ်သားတဲ့စကားထန်ကြောင့်မေသူစစ်ကိုထိန်းပြီးသူခိုင်းတဲ့အတိုင်းလှုပ်လိုက်ပါတယ်။ကိုဖြိုးကမေသူမိခင်ကိုအောက်ထပ်ကိုပွေ့ချီသွားပြီးသူ့ကားပေါ်ကိုတင်လိုက်ပါတယ်။မေသူကိုလည်းကားပေါ်တက်ဖို့ပြောပြီးဆေးရုံကိုအမြန်ဆုံးမောင်းထွက်ခဲ့ပါတယ်။ဆေးရုံရောက်တဲ့အထိကိုဖြိုးကပဲအရာရာကိုဥဆောင်ပြီးလွတ်ကိုင်ပေးခဲ့ပါတယ်။မေသူမိခင်ကိုအရေးပေါ်ဌာနထဲကိုခေါ်သွားချိန်မှာကိုမေသူကလာထိုင်ပေါ်မှာခြေပြက်လက်ပြက်ထိုင်ချလိုက်ပြီးရှိုက်ကြီးတငယ်ငိုပါတော့တယ်။ကိုဖြိုးကသူ့အဘေးမှာဝင်ထိုင်ပြီးဘာမှမပြောဘဲတိတ်ဆိတ်အားပေးနေပါတယ်။သူကတီရှူးလေးကိုထုတ်ပြီးမေသူကိုကမ်းပေးလိုက်ပါတယ်။စိတ်ကိုအေးအေးထားမှမေသူအမေနေကောင်းသွားမှာပါ။ကိုဖြိုးရဲ့အေးချမ်းတဲ့စကားသံကမေသူတွေကစိုးရင်ပူပန်မှုတွေကိုတဖြည်းဖြည်းနဲ့လော့နှဲသွားစေပါတယ်။ထို့အဖြစ်ကြောင့်မေသူနဲ့ကိုဖြိုးကြားမှာလူစိမ့်ဆန်မှုတွေဟန်ဆောင်မှုတွေမရှိတော့ဘဲတယောက်အပေါ်မှာတယောက်ယုံကြည်မှုနဲ့တစုံတရာတော့တန်ညိုးစင်တစ်ခုအစအပြိုးလောက်ပုံကိုမေသူကိုယ်တိုင်ခန်းစားလိုက်ပါတော့တယ်